ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ1 Friday 5 1 6ပြန်ပွဲကြီးရဲ့စတမမြောက်ပွဲဆိုင်အဖြစ် Sam A နဲ့သွင်းတက်တို့ရှင်မြန်ကစားခဲ့ကြပါတယ်ခင်ဗျာအဲ့ပွဲစဉ်မှာ Sam A ကသွင်းတက်ကိုအမှတ်ဆုံးဖြတ်တဲ့နဲ့အနိုင်ရရှိသွားခဲ့ပါတယ် Sam A ဟာဝိုင်းရင်သပိုင်းဖိုက်တာကြီးပါပြီးတော့ချန်ပီယံကမ္ဘာပေါင်းများစွာကိုရရှိခဲ့မှုတဲ့ဖိုက်တာကြီးလည်းဖြစ်ပါတယ်ဒီလိုဝိုင်းရင်သပိုင်းဖိုက်တာကြီးကိုသွင်းတက်ကနောက်ဆုံးပွဲကြီးရောက်တဲ့အထိအလဲထုံးမခံရအောင်ကစားပြသွားနိုင်တာကသွင်းတက်ကိုချီးကျူးရမယ့်အချက်တစ်ခုဖြစ်လို့နေပါတယ်ဟုတ်ကဲ့ဒီပွဲမှာသွင်းတက်သည်အောက်စီးကနေကစားသွားခဲ့ရတယ်ဆမ်မီကပွဲကြီးကြာလာတဲ့အမျှဘက်ဘက်ကနေအသာစီးရယူသွားခဲ့ပါတယ်ဒါပေမဲ့ပွဲပြီးချိန်မှာဆမ်မီကိုယ်တိုင်ကလည်းသွင်းတက်ကိုချီးကျူးစကားပြောခဲ့ပါတယ်သူ့ကိုပတ်တော်ရိုက်ချက်နဲ့ knock down ကြအောင်လုပ်ပြသွားနိုင်တဲ့ဒီကောင်လေးကိုချီးကျူးပါတယ်ဆိုတဲ့စကားမျိုးတော့ဆမ်မီကပြောသွားခဲ့ပါတယ်ခင်ဗျလက်ရှိမှာ Time 5 Media တွေကလည်း Sam A နဲ့သွင်းတက်ပွဲရဲ့နောက်ဆက်တွဲ follower သတင်းတွေကိုဖော်ပြလို့နေပါတယ်အခုလို Time 5 Media တွေကသွင်းတက်ကိုအောင်ဆိုင်နေတာဟာကောင်းမွန်တဲ့ဝိသေသလက္ခဏာတစ်ခုပါပဲဘာကြောင့်လဲဆိုတော့ Time 5 Media တွေကအခုလိုသွင်းတက်အပေါ်မှာအာရုံစိုက်မှုရှိနေသေးတယ်ဆိုတာဟာဒီ fighter လေးအတွက်အနာဂတ်အလားအလာကောင်းတွေကိုသူတို့ဆက်လက်မျှော်လင့်ထားဆဲဖြစ်လို့ပဲဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီထဲမှာ Time 5 Media တခုကသွင်းတဲ့အနေနဲ့ဒီနှစ်ထဲမှာပွဲတွေအရင်နီးကပ်လုံးနဲ့ပွဲဆက်များလုံးနဲ့ဒါကြောင့် Sam A လိုဝိုင်းရင်သပိုင်းဖိုက်တိုင်းနဲ့တွေ့တော့အရှုံးပေးလာတာဖြစ်တယ်ဆိုပြီးတော့သုံးသပ်ထောက်ပြရေးသားထားတာလေးကိုကျွန်တော်တို့တွေ့ရှိလာရပါတယ်ခင်ဗျဟုတ်ကဲ့ဒီမီဒီယာကသွင်းတဲ့ဟာဒီနေ့အတွင်းမှာ1ပွဲစဉ်5ပွဲထိုးခဲ့တယ်ဒီ5ပွဲကိုလေ့လာကြည့်လိုက်ရင်သွင်းတဲ့သည်ဇန်နဝါရီလမှာပွဲစတင်ရရှိတယ်အနိုင်ရတယ်အဲ့နောက်တလားချပြီးတော့သူဒီမတ်လမှာနောက်တစ်ပွဲထပ်ထိုးရတယ်အနိုင်ရတယ်အဲ့မတ်လပွဲစဉ်နိုင်ပြီးတဲ့နောက်မှာသူဒီဇွန်လကိုရောက်တော့ပွဲထပ်ထိုးရတယ်နိုင်တယ်ဇွန်လပြီးတဲ့နောက်တလားပဲချပြီးတော့သူဒီဩဂတ်လထဲမှာပွဲလာထိုးရတယ်ထပ်ပြီးနိုင်တယ်ဒီဒီချိန်မှာကျတော့ပွဲစဉ်ကွာချက်ကရှေ့ရည်ထက်ပြင်ဆင်ချိန်အရင်နေသွားတယ်ဩဂတ်နဲ့စက်တင်ဘာကပ်လျက်တလအတွင်းမှာပွဲထိုးဖို့ဖြစ်သွားခဲ့တယ်ဒါပေမဲ့သွင်းတက်ဟာဘာကြောင့်ဒီပွဲကိုမငြင်းမဲ့လက်ခံတာလည်းမသိဘူးလို့ဒီမီဒီယာကမေးခွန်းထုတ်သွားခဲ့တယ်ခင်ဗျပြီးတော့သူ့ရဲ့သုံးသပ်ထောက်ပြချက်ကလေးတွေကစိတ်ဝင်စားစရာကောင်းပါတယ်ဘာကြောင့်လဲဆိုတော့ Sam A ဟာသွင်းတဲ့ပွဲစဉ်ကိုထိုးဖို့အတွက်လက်ကျင့်ပြင်ဆင်ချိန်အများကြီးရထားခဲ့တယ် Sam A အခုမတိုင်ခင်နောက်ဆုံးထိုးခဲ့တာကမတ်လမှာဖြစ်တယ်ပြီးတော့စက်တဘာမှာပြန်ထိုးတာဖြစ်တယ်ခင်ဗျဒီအနေထားမှာ Sam A ဟာသွင်းတက်ကိုအနိုင်ရဖို့အတွက်သွင်းတက်နဲ့ပတ်သက်သမျှကိုလေ့လာချိန်အများကြီးရထားတယ်လို့ဒီမီဒီယာကထောက်ပြခဲ့ပါတယ်ပြီးတော့သွင်းတက်အနေနဲ့ Sam A နဲ့ပွဲစဉ်ကိုလက်ခံပြီးပွဲထိုးတာဟာပွဲစဉ်တစ်ပွဲမှာဖိုက်တာတယောက်ရှေ့မှာဒဏ်ရာရအောင်ပြဿနာပေါ်လာလို့ကိုယ့်ဘက်က short notice နဲ့ဝင်ထိုးတာမျိုးနဲ့ပုံစံသွားတူနေတယ်လို့လည်းထောက်ပြသွားခဲ့ပါတယ်ကျွန်တော်ဒါကိုမြင်မိတဲ့အချိန်မှာတန့်စင်ဘက်စုကွန်ဘစ်သုံးယောက်ကိုသွားမြင်တယ်ခင်ဗျဟုတ်ပါတယ်တန့်စင်လည်းအရန်ကောင်းနေတဲ့အချိန်မှာဒါခေရုနဲ့ပွဲကို short notice နဲ့ဝင်ထိုးရတာလက်ကြည့်မြင်စရင်အရန်နေတယ်ရှုံးတယ်ဘက်စုကွန်ဘစ်အဲ့လိုပဲတန့်စင်နဲ့ပွဲပြတ်တယ်ဝမ်ကသူ့ကိုပွဲတယ်ပြီးတယ်အဲ့ပွဲနိုင်တယ်အနိုင်ရပြီးတော့သူ short notice နဲ့နောက်တစ်ပွဲကိုဝင်ထိုးတယ်အချိန်ကတ်နေတော့ရှုံးသွားတယ်ခင်ဗျအချိန်ကတ်ရဲ့အနေထားမှာအခုဂျိုရှွာပန်ဆိုရင်နိုင်ဘူးတယ်ဗျာသူက right ball နဲ့ပွဲစဉ်အတွက်သတင်းပတ်3ဘက်ပဲပြင်ဆင်ခွင့်ရခဲ့တယ်ဒါပေမဲ့အနိုင်ရအောင်ထိုးသွားနိုင်ခဲ့တယ်တခုတက်ဆက်စရာရှိတာကအဲ့လိုလုတ်ပြနိုင်စွမ်းရှိတာက fighter 10ယောက်မှာ10ယောက်လောက်ပဲရှိတယ်ကံကောင်းထောက်မှမှုကလည်းလိုသေးတယ်အချိန်ကအရန်ကတ်နေတာကိုပွဲစဉ်တစ်ပွဲထိုးဖို့ပြင်ဆင်ရဆိုတာဝိတ်တင်ဝိတ်ရှာအဲ့ဒါတွေကအစလွယ်တာမဟုတ်ဘူးလေဒီတော့သွင်းတဲ့အနေနဲ့အဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ရပါလိမ့်မယ်စက်တဘာလ26ရက်နေ့မှာဆမ်မီနဲ့သွင်းတဲ့ထိုးခဲ့တယ်ဒါပေမဲ့သွင်းတဲ့ဟာဒီပွဲကိုထိုးဖို့အတွက်သူရှေ့မှာ short pitch နဲ့ထိုးပြီးသိမကြခင်မှာသိခွင့်ရလိမ့်မယ်လို့ Time Media ကရေးသားထားပါတယ်ဒီလောက်အချိန်ကတ်နေတာကိုသွင်းတဲ့ဘက်ကပွဲကိုမငင်းပယ်ပဲနဲ့လက်ခံပြီးပွဲထိုးတယ်ဆိုတာဟာစွန့်စားကြလုံးတယ်ဆိုပြီးတော့လေသူကထောက်ပြသွားခဲ့ပါသေးတယ်ခင်ဗျဟုတ်ကဲ့သွင်းတဲ့ဟာတကယ်ပဲပွဲစဉ်တွေအရန်နီးကပ်သွားလို့ဆမ်မီနဲ့ပွဲမှာ
ရလက်စိုးသွားခဲ့ရသလားဆိုတာကတော့ပရိသတ်တွေသုံးသက်ဆင်ခြင်နိုင်အောင်တင်ဆက်ပြပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ